ဒီနေ့ကလူကြိုက်များတဲ့ကဘာကျော်ရင်မွေးတွေရဲ့တမိုင်းအစား Chanel, Burberry, Calvin Klein, Tom Ford, Gucci, Creed, Dior စတဲ့ရင်မွေး brand တွေဟာပရိသတ်ကြီးနဲ့စိမ့်မဲ့မထင်ပါဘူးအခုခေတ်ကြီးထဲမှာရင်မွေးဆိုတာနဲ့မသိရသူမရှိသလိုမသုံးမှုတဲ့သူလည်းမရှိတော့ဘူးဆိုတာသိကြပါတယ်ပုံစံမျိုးစုံနဲ့ရနက်မျိုးစုံရာသီအလိုက်နေရအလိုက်အမျိုးအစားအမျိုးမျိုးခွဲပြီးသုံးနေကြတဲ့ရင်မွေးတွေကဘယ်ဟာစခဲ့တာလဲစီးစိမ်အာနာတွေရဲ့ပြရုပ်ချစ်ချင်းမြတ်တာတွေရဲ့သင်္ကေတအလားတရားတို့ရဲ့တန်ဖိုးဒလိထုံးတန်းတို့ရဲ့အမှတ်အသားကုသရောင်းဝယ်ရေးရဲ့တစိတ်တစ်ပိုင်းစတဲ့ဂုံဘုတ်တွေနဲ့အတူဒီနေ့အချိန်အထိလူတွေရဲ့နေ့စဉ်ဘဝမှာနေရာယူထားဆဲဖြစ်တဲ့ရေမွေးတွေစတင်ခဲ့တဲ့အတိတ်စီကိုကျမတို့ခဏလောက်သွားကြည့်ကြရအောင်ပထမဦးဆုံးရေမွေး Hungry Water က alcohol ကိုအခြေခံပြီးတော့ Hungary နိုင်ငံကနေစတင်ထုတ်လုပ်ခဲ့တယ်လို့မှတ်တမ်းတင်ထားပါတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကတည်းကရေမွေးအသုံးပြုမှုကရှိနေပြီးသားပါရေမွေးကိုဘယ်နိုင်ငံစပြီးတည်တွင်ခဲ့တယ်ဆိုတာကိုပြောဖို့ခက်ပေမဲ့ဟိုးရှိခေတ်ကတည်းကအရှေ့အလယ်ပိုင်းဒေသတွေကနေစတင်ပြန့်နှံ့လာခဲ့တာလို့လေ့လာချက်တွေအရသိရပါတယ်။အထူးသဖြင့်အခုအီရတ်နိုင်ငံအရင်မက်ဆိုပိုတေးမီးယား၊အီဂျစ်နဲ့ဆိုက်ပရက်ကျွန်းတွေကနေလွန်ခဲ့တဲ့ BC 4000ခန့်ကတည်းကစတင်အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကရေမွေးကအခုလိုပုံစံမဟုတ်သေးတဲ့အပြင်လူတွေအတွက်ရည်ရွယ်ပြီးတော့အသုံးပြုခဲ့ကြတာမဟုတ်ပါဘူး။နတ်ဖျားတွေတော်ဝင်အခမ်းအနားတွေမှာဂုဏ်ပြုပူဇော်ဖို့အတွက်ပဲသုံးခဲ့ကြတာဖြစ်ပြီးတော့အမွေးနဲ့ရနိုင်မဲ့အရွက်တွေကြာပန်းတွေနဲ့နှင်းစီပန်းတွေအပြင်တစ်ဆေးတစ်ခေါက်အစစ်စတာတွေကိုပါမီးရှို့ပြီးအသုံးပြုခဲ့ကြတာပါအီဂျစ်တွေကတော့ရင်မွေးကိုနောက်တစ်ဆင့်မြင့်အောင်ပြုလုပ်ခဲ့ကြတဲ့လူတွေဆိုရင်လည်းမမှားပါဘူးအရှင်နီဟောင်းတွေနဲ့ပဲဖျားသခင်တွေကိုဂုဏ်ပြုပူဇော်ကြတာတွေမဟုတ်ဘဲနဲ့မီးရှို့ပြီးရလာတဲ့အစီအနှစ်တွေကိုလိမ့်စီအဖြစ်အသုံးပြုကဘာသာရေးအခမ်းအနားတွေနဲ့နေ့စဉ်လူနေမှုဘဝတွေအတွက်ပါအသုံးဝင်လာခဲ့ပါတယ်ဒါအပြင်နောက်ပိုင်းမှာတော့တကြပိုးကောက်ကိုပါထည့်သွင်းအသုံးပြုလာတာကြောင့်ဆေးဝါးနဲ့ကျန်းမာရေးကိစ္စတွေအထိရင်မွေးကအရေးပါလာခဲ့တာဖြစ်ပါတယ်ဒီလိုအစီအနှစ်တွေကနေတဆင့်ဉာဏ်ကြီးရှိအီဂျစ်တွေကတော့အရေးအဖြစ်ပြောင်းလဲဖို့အကြံရခဲ့တယ်ပဲဆိုပါတော့ရှင်အဲ့ဒီအချိန်ကနေစပြီးတော့ဇိမ်ခံပစ္စည်းအနေနဲ့ရောစီးပွားကူးသန်းရောင်းဝယ်ရေးအတွက်ပါရင်မွေးယဉ်ကျေးမှုကတိုးတက်လာခဲ့ပါတော့တယ်ဒါနဲ့စကားမဆက်ရှေးအီဂျစ်တွေကရင်မွေးကိုနေနဲ့ဖျားရဲ့ချွေလို့ယုံကြည်ခဲ့ကြတယ်လို့သိရပါတယ်ပရိသတ်ကြီးတွေကဘလို့ထင်တယ်လဲနော်ကျမတို့အာရှနိုင်ငံတွေမှာလည်းအီဂျစ်တွေလိုမျိုးအမွေးနန္ဒာကိုတနည်းအားဖြင့်ရင်မွေးကိုအသုံးပြုခဲ့ကြတဲ့နိုင်ငံနှစ်နိုင်ငံရှိပါတယ်အဲ့ဒီနိုင်ငံတွေကတော့အိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံတို့ပဲဖြစ်ပါတယ်အီဂျစ်လိုပဲအိန္ဒိယနဲ့တရုတ်တို့ဟာရင်မွေးတွေကိုနတ်ဖျားတွေပူဇော်ဖို့နဲ့ကံကောင်းခြင်းတွေရဲ့နမိတ်အတွက်ပါအသုံးပြုခဲ့ကြတာပါအမွေးကလေးတွေကိုဘူးလေးနဲ့ဖြစ်ဖြစ်အိတ်လေးနဲ့ဖြစ်ဖြစ်ထည့်ပြီးသွားတဲ့နေရာတိုင်းကိုစောင့်တဲ့အကျင့်ကိုတရုတ်တွေစတင်အသုံးပြုခဲ့တာဖြစ်ပြီးတော့ဒီနီလန်းကိုရှေးခေတ်ပါရှားတွေနဲ့ရောမတွေပါကျင့်သုံးခဲ့ကြပါတယ်တချို့တွေအတွက်ဆိုရင်မွေးကတောက်ဆရာတစ်ခုအထိပါသုံးခဲ့ကြတာပါThat's not bad. ဒီလိုနဲ့နောက်ပိုင်းမှာတော့နိုင်ငံခြားကုန်သွယ်ရေးကနေတဆင့်ရင်မွေးယဉ်ကျေးမှုကတကမ္ဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးဈေးကွက်စီးပွားရေးအတွက်ရောလူယဉ်ကျေးမှုအတွက်ပါမရှိမဖြစ်အရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ဒါနဲ့ပရိသတ်ကြီးတို့ကိုအရန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုပြပြပေးခြင်းပါတယ်။ဒီလိုပုံနေမြင်ရင်အရန်ကြောက်စရာကောင်းတဲ့ horror movie တွေကိုပြင်းပြမိကြပါပါ။ဒါပေမဲ့သူတို့ကဆရာဝန်တွေပါ။လွန်ခဲ့တဲ့1346ခုနှစ်ကပြင်သစ်နိုင်ငံမှာ Blood Death လို့ခေါ်တဲ့ပလိယောဂါကြီးဖြစ်ပွားခဲ့ပါတယ်။ဒီယောဂါကြီးက10နှစ်နီးပါးဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ခေတ်ဥရောပရဲ့လူဦးရေတဝက်လောက်ကိုသေစေနိုင်ခဲ့တဲ့အထိကြောက်စရာကောင်းပါတယ်။အဲ့ဒီပလိယောဂါကြီးကညဉ့်ညမ်းတဲ့လေတွေကနေတဆင့်ကူးဆက်ကြတယ်လို့ယုံကြည်ခဲ့ကြတာပါ။ဒါကြောင့်အဲ့ဒီယောဂါနဲ့အနီးကပ်နေကြရတဲ့ဆရာဝန်တွေကသူတို့ရှုသွင်းနေတဲ့လေကိုတန့်စင်အောင်လို့မတ်တဲမှာပိုးသက်ဆေးတွေနဲ့ရေမွေးကုန်ချမ်းတနည်းအားဖြင့်အမွေးကလေးကိုထည့်သွင်းခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လေသူတို့ရဲ့ mask တွေကတာမန်နဲ့မတူပဲထူးခြားနေရပေါ့။ဒီအကြောင်းအရာကရေမွေးတွေဟာအတိတ်ကာလမှာအမွေးရင်းတဲ့အတွက်ပဲအသုံးဝင်ခဲ့တာမဟုတ်ပဲနဲ့ဈေးဘက်ဆိုင်ရာတွေမှာပါမရှိမဖြစ်အရာတစ်ခုဆိုတာကိုမိမောင်းထုတ်ပြနေတာပါ။စကားမဆက်အခုလိုမျိုး knowledge တွေကိုလေ့လာနိုင်ပြီးကိုယ့်ရဲ့ဘဝကိုတိုးတက်ချင်တဲ့လူငယ်တွေအတွက်ရွှေနှုတ်ဆိုတဲ့ app လေးကိုညွှန်းချင်ပါတယ်။ဒီလထဲမှာရွှေနှုတ်ကအခမဲ့စာအုပ်စာရုပ်ဖတ်ပြီးတဲ့သူတိုင်းရွှေနှုတ် Facebook page မှာ screenshot လာပြလိုက်ရုံနဲ့ရှော့စင်းလက်ဆောင်တွေသွားယူနိုင်မှာဖြစ်လို့အခုပဲသွားဝယ်ဖို့အကြံပေးချင်ပါတယ်။ရွှေနှုတ် application ကို download ချလိုက်တာနဲ့ summary စာအုပ်တိအခမဲ့ဖတ်ခွင့်ရမှာဖြစ်လို့အခုပဲမဖြစ်မနေ download သွားချနိုင်ပါပြီရှင်။ရေမွေးတွေကိုဘယ်ကရပြီးဘယ်လိုတွေထုတ်နေကြတာလဲ။ရေမွေးပညာရှင်တွေကရေမွေးကိုကုန်ကျန်းအမျိုးမျိုးကနေထုတ်လုပ်နေကြပြီးတော့အခုအချိန်ထိအကောင်းဆုံးဆိုတဲ့ formula ကိုမရရှိသေးပါဘူး။မရသေးဘူးဆိုတာထက်
မရှိနိုင်ဘူးလို့ပြောရင်ပုံမှန်ပဲထင်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ရေမွေးထုတ်လုပ်မှုကကုန်ကျန်းပစ္စည်းပေါင်းများစွာကိုအချိုးကျကျနဲ့ကျွမ်းကျင်စွာရောဆက်ရတာကြောင့်မို့လို့ရေမွေးကောင်းတွေအများကြီးရှိပေမဲ့အကောင်းဆုံးဆိုတာတော့ရှိနိုင်မယ်မထင်ပါဘူး။ငါတော့အဖြစ်ရေမွေးကုန်ကျန်းတွေကိုအပင်နဲ့ဆိုင်တဲ့ကုန်ကျန်း၊တလိဆန်တွေနဲ့ဆိုင်တဲ့ကုန်ကျန်း၊အခြားကုန်ကျန်းတွေဆိုပြီးအမျိုးအစား၃ခုခွဲနိုင်ပါတယ်။အပင်တွေကရတဲ့ကုန်ကျန်းမှာတော့ပန်းတွေ၊တစ်သီးတစ်ရွက်တွေ၊တစ်ဆေးတွေ၊တစ်ခေါက်တွေ၊အမြစ်တွေ၊အစစ်၊တစ်သားအပြင်အခြားတစ်ပင်ငယ်လေးတွေအထိပါဝင်ပါတယ်။တလိဆန်တွေစီကနေလည်းအမွှေးအမြင်တွေအစီအနစ်တွေနဲ့မစင်တွေကနေတော့အစင်းစစ်ပေါင်းခံပြီးတော့ရေမွေးကိုထုတ်လုပ်ကြပါတယ်။ဒီအထဲမှာနာမည်အကြီးဆုံးကတော့ကြောင်ကရိုးတွေနဲ့ဝေလာငါးတွေပါ။ပညာရှင်တွေကဝေလာငါးရဲ့မစင်ငါးကြီးစီနဲ့တုပ်တွေကိုဒေါ်လာတန်းစီပေးပြီးဝယ်ယူပြီးတော့ဈေးအကြီးဆုံးနဲ့အကောင်းစားရေမွေးတွေကိုထုတ်လုပ်ကြပါတယ်။အခြားကုန်ကျန်းတွေကတော့အင်းဆက်တွေဓာတုပစ္စည်းတွေအရက်တွေနဲ့အခြားဆက်ဆက်အရာတွေကိုပညာရှင်တွေကစမ်းသပ်ထုတ်လုပ်နေကြတော့မှာပဲအခုခေတ်မှာတော့ခေတ်မီနည်းပညာတွေနဲ့ပုံမကောင်းမွန်တဲ့ဆက်တွေကြောင့်ရေမွေးယဉ်ကျေးမှုကအရင်ကချက်ပုံမအောင်မြင်လာခဲ့ပြီးအမျိုးအစားပေါင်းတောင်းနဲ့ချီနေပြီဖြစ်ပါတယ်ဒီလိုပေါင်းခံအိုးကြီးတွေနဲ့အစင်းစစ်ပေါင်းခံတန်းစင်ပြီးရေမွေးကောင်းတွေထုတ်လုပ်တဲ့နည်းကိုဥဆောင်လမ်းပြခဲ့တဲ့သူကတော့အီတလီရေမွေးပညာရှင်ဂျာဗာနီမာရီယာဖရီနာပဲဖြစ်ပါတယ်ဒီပုဂ္ဂိုလ်ကြီးရဲ့ရင်မွေးတွေကအရန်ကောင်းလွန်းတာကြောင့်ကျမတို့ရဲ့စစ်ဘီရင်ကြီးနပိုလီယန်တောင်သူ့ရဲ့ဖန်အကြီးစားဖြစ်ခဲ့တာပေါ့သူအကြိုက်ဆုံးရင်မွေးကတော့အော်တီကလုံးရင်မွေးမျိုးစားဖြစ်ပြီးတော့တစ်လထဲမှာရင်မွေးပလင်း90ကျော်သုံးတယ်လို့အမှတ်တမ်းတွေရသိရပါတယ်။ဒါနဲ့21ရာစုရဲ့နာမည်ကြီး celebrity တွေထဲမှာလည်းရင်မွေးကြိုက်တဲ့သူတွေရှိပါတယ်။လူတိုင်းသိတဲ့ပေါ့ဘီရင်မိုက်ကယ်ဂျက်ဆင်ရဲ့အကြိုက်ဆုံးရင်မွေးကတော့တွန်ဖော့ရဲ့ Black Orchid အမျိုးအစားဖြစ်ပါတယ်။ CR7 လို့နာမည်ကြီးတဲ့ခုတ်ကြီးရိုနယ်ဒိုကလည်းမီမိုဖဲရစ်ရဲ့အီတလီယန်လေသာကိုကြိုက်ပြီးနောက်ထပ်ခုတ်တစ်ပါးဖြစ်တဲ့မက်ဆီကလည်းသူ့ရဲ့အကြိုက်ဆုံးရေမွေးဖော်မြူလာကိုမက်ဆီအော်တီပါဖျွန်းဆိုတဲ့ရေမွေးအဖြစ်ထုတ်လုပ်ထားခဲ့ပါတယ်။နောက်ထပ်နာမည်ကြီးပုဂ္ဂိုလ်တွေအပြင်လူတိုင်းနှီးပါးကလည်းကိုစီအကြိုက်မျိုးစုံနဲ့ရေမွေးမျိုးစုံကိုသုံးစွဲနေကြပါတယ်။ဒီဘက်ကရဲ့အောင်မြင်ဆုံးရေမွေး brand ကိုပြပါဆိုရင်ပြင်သစ် brand တစ်ခုဖြစ်တဲ့ Chanel ကိုပဲလက်ညှိုးထိုးပြရမှာပါ။နာမည်ကြီးမှုစမ်းသစ်တီထွင်မှုနဲ့ဝင်ငွေတွေကိုတိုင်းတာကြည့်တဲ့အခါ Chanel ကိုကျော်နိုင်တဲ့ brand မရှိသေးပါဘူး။ Chanel ကိုလွန်ခဲ့တဲ့1910မှာ Gabriella Bonacocco Chanel ကနေစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။တည်ထောင်ပြီး10နှစ်ခန့်အကြာမှာပဲအားလုံးသိကြတဲ့ Chanel No. 5ကိုထုတ်လုပ်ခဲ့ပြီးအခုချိန်ထိနှစ်ပေါင်း100ကျော်တဲ့အထိအောင်မြင်နေစေရေမွေးဖြစ်ပါတယ်။ရုရှားနိုင်ငံဘွားရေမွေးပညာရှင် Ernest Vogt က Formula 10မျိုးကို Coco Chanel စီတင်ပြခဲ့ပါတယ်။အဲ့ဒီ10မျိုးကနေကိုကိုရှန်နယ်က9ခုမြောက်ဖော်မြူလာကိုရွေးချယ်ပြီး Chanel No. 5လို့အမည်ပေးခဲ့ပြီး9လပိုင်း9ရက်နေ့မှာပဲမိတ်ဆက်ပေးခဲ့ပါတယ်။ဒီလိုကနေရေမွေးလောကရဲ့ဘရင်လို့တင်စားရတဲ့ No. 5ပေါ်လာခဲ့တယ်ဆိုတော့ဒီရေမွေးရဲ့ထူးခြားချက်ကတော့ LTI ဖော်မြူလာကိုတုံးထားပြီးပေါင်ပစ္စည်း80ကျော်ကိုအချိုးကျပေါင်းဆက်ထားတဲ့ပထမဦးဆုံးရေမွေးပဲဖြစ်ပါတယ်။ကဲဆိုတော့ကျမတို့မြန်မာနိုင်ငံကြီးလေးကိုရောရေမွေးတွေဘယ်လိုဝင်ရောက်လာခဲ့တာလဲ။မြန်မာလူမျိုးတွေကတော့ရှေးကလေးကအမွေးအနှံ့အတွက်တနခါနဲ့နန်းတာကိုအသုံးပြုခဲ့ကြတာပါ။ဒါအပြင်အရှိတောင်အာရှရဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းအဖြစ်အချိန်အတိုင်းအတာတစ်ခုအထိရည်တည်နိုင်ခဲ့တဲ့မြန်မာနိုင်ငံကိုရေမွေးကုန်ကျန်းတွေအပြင်ရေမွေးယဉ်ကျေးမှုတွေကလည်းတစရောက်ရှိလာခဲ့ပါတော့တယ်။အစောဆုံးခေတ်ဖြစ်တဲ့ပကံခေတ်မှာလည်းစနက်ကူးဖြူစနက်ကူးနီတွေကိုအသုံးပြုခဲ့ကြောင်းကြောက်စာတွေမှာဖော်ပြထားပြီးပါပြီ။အင်းဝါခေတ်မှာတော့ကတိုးရည်တွေနဲ့အစားအနက်မွေးတဲ့အရာတွေကိုအသုံးပြုခဲ့ကြတာဖြစ်ပြီးတော့နိုင်ငံခြားတန်တမန်တိုးတက်ခဲ့တဲ့ကုန်းမောင်ခေတ်မှာတော့နိုင်ငံခြားပြည်ရေမွေးတွေအထိပါသုံးစွဲခဲ့ကြတာပါမာကတာအပိတံမှာကွန်ကုမန်လေးညင်ကမြင်တောင်စလက်စားတဲ့နန်းတာလေးမျိုးနဲ့မြန်မာစည်းကျဲမှာတော့နန်းတဖြူနန်းတနီကရမက်တောင်နန်ကြီးနဲ့ငှက်ကြီးတောင်စားတဲ့နန်းတာ၅မျိုးကိုဖော်ပြထားခဲ့ပါတယ်ဒါတွေကိုအမွေးနဲ့တာအဖြစ်တာမကကျမ်းမာရေးဘာသာရေးတွေနဲ့အထက်တန်းစားအသုံးဆောင်အဖြစ်ပါသုံးခဲ့ကြတာပါအင်းဝါခေရဲ့ရောအတွင်းဝင်ဥဖိုးလိုက်ဟာဥဒုဘောဇနာတင်ကဟကျမ်းမှာပန်းတို့ဖြင့်ထုံအပ်သောစီမွေနတ်တဖြူကရမက်အစရှိသောစီမွေတို့ဖြင့်ကိုလက်အင်္ဂါတို့ကိုလိမ့်နေခြင်းသည်လေနာတလိမ့်နာနှလုံးနာပင်မခြင်းတို့ကိုငြိမ်းစေနိုင်၏အာကြီးဤချမ်းသာဤလို့ရေးသားထားခဲ့တာကြောင့်မြန်မာတွေကလည်းရှေးရခင်ကလေးကရေမွေးတနည်းအမွေးစီတွေနဲ့မစိမ့်ခဲ့ဘူးဆိုတာတွေ့ရပါတယ်မြန်မာတွေရဲ့နန်းတွေထဲမှာရေမွေးနဲ့အမွေးနဲ့တာသုံးဆွဲမှုတွေကရောမနဲ့အီဂျစ်တို့လိုမျိုးဩဇာအာဏာနဲ့စီးစိမ်ချမ်းသာကိုပြသဖို့ဖြစ်ပြီးတော့တာမန်ပြည်သူတွေအနေနဲ့အခြေခံရေမွေးကုန်ကျန်းပစ္စည်းတွေကိုသာသုံးစွဲကြတယ်လို့အထောက်အထားတွေကပြသနေပါတယ်။ဗြိတိရှကိုလိုနီခေတ်မှာတော့အနောက်တိုင်းရင်ကျေးမှုတွေလွှမ်းမိုးလာတာနဲ့အမျှရေမွေးသုံးစွဲမှုကပုံမှန်မြင့်တက်လာပြီးအဲ့ဒီအချိန်ကတည်းကနေ့စဉ်ဘဝအသုံးအဆောင်တစ်ခုအဖြစ်သုံးစွဲလာခဲ့ကြတာယနေ့အထိပါ။ဒီခေတ်ကြီးထဲမှာတော့လူတွေကရေမွေးကိုယုံကြည်မှုရှိဖို့
ဂုံဝစာကြီးဖို့နဲ့ကိုတင်းရင်တဲ့အတွက်ဆွဆွမြဲမြဲသုံးဆွဲနေကြပါပြီ။ရင်မွေးဖော်မြူလာတွေကလည်းတစ်နေ့ထက်တစ်နေ့တိုးတက်လာစမြဲပါ။ကျမတို့နိုင်ငံမှာတော့ရှေးရခင်ကလေးကတုံးကြတဲ့တနက်ခါနဲ့နှမ်းတာတွေကိုရင်မွေးဖော်မြူလာအသစ်တွေအဖြစ်ပြောင်းလဲပြီးတော့နိုင်ငံတကာတင်ပို့ကုန်တွေအဖြစ်ပြောင်းလဲဖို့ကြိုးစားနေကြပါပြီ။ဆိုတော့ကျမတို့နိုင်ငံရဲ့တနက်ခါရင်မွေးကနိုင်ငံတကာဈေးကွက်တွေဝင်ရောက်နိုင်မလားဆိုတာကို comment ထဲမှာလွတ်လပ်စွာဆွေးနွေးဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ရှင်။